တော်နှစ်2560ပြည့်နှစ်ကောဇာတက္ကရာ1388ခုနှစ်တစောင်းမုံလဆန်း5ရက်2016ခုနှစ်နိုဝင်ဘာလ4ရက်ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့ရှမ်းရိုးမကွင်းကြီးအတွင်ဆင်ရင်ကျင်းပပြုလုပ်အပ်သည့်အမျိုးဘာသာသာသနာကိုယ်သာဆောင်းလျှောက်ရာတရားပွဲဖြစ်မြောက်ရေးအဖွဲ့နှင့်သံဃာတော်ရှင်မြတ်များဓမ္မမိတ်ဆွေများတိုက်ရင်တပ်ဖွဲ့များဌာနဆိုင်ရာများပရဟိတအသင်းအဖွဲ့များဤ39ကြိမ်မြောက်ဓမ္မပူဇာအထူးဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောမေတ္တာဖြင့်ငြိမ်းချမ်းရေးကိုဖော်ဆောင်ခြင်းအကြောင်းတရားတွေရှေးဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်တွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျတိထဝေ50အစုအလုံးခဲရင်သောအမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍချိန်ဖန်များစွာရောက်တော်မူကြရာရှာလိပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောက်မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမေတ္တာဖြင့်ငြိမ်းချမ်းရေးကိုဖော်ဆောင်ခြင်းငြိမ်းချမ်းရေးဆိုတော့လူတူတယောက်ရဲ့ရင်ထဲနှလုံးထဲမှာအေးချမ်းသာယာတဲ့ individual peace လို့ခေါ်တယ်လူအသီးသီးရဲ့ရင်ထဲနှလုံးထဲမှာစိတ်အေးချမ်းနှလုံးစိတ်ဝမ်းအေးချမ်းစွာနေနိုင်ရေးတရားတွေအလုံးနေထိုင်ကြတဲ့နိုင်ငံတစ်နိုင်ငံသို့မဟုတ်လူသားတွေရဲ့လူကဘာကြီးတစ်ခုလုံးစိတ်နှလုံးအေးချမ်းစွာငြိမ်းချမ်းစွာနေထိုင်နိုင်ခြင်းလို့ဆိုတဲ့ universal peace အဲ့ဒီနှစ်ခုကိုဖော်ဆောင်နိုင်စွမ်းရှိတာတော့မေတ္တာတရားသာလည်းဖြစ်တယ်ပေါ့ဒီမေတ္တာတရားကိုပြည့်ဝစုံလင်စွာဟောကြားခဲ့တဲ့ပုဂ္ဂိုလ်ကတော့
လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကအိန္ဒိယနိုင်ငံမှာပေါ်ထွန်းခဲ့တဲ့ဟိမဝန္တာတောင်ချီတက္ကတိုင်ကပိလုမြို့မှာမွေးဖွားလာတဲ့ဒီကနေ့ခေတ်နဲ့ပြောမယ်ဆိုရင်နီပေါနိုင်ငံသားတကြမုနိမြတ်ဖျားပင်ဖြစ်တယ်ပေါ့ဒီကနေ့ကမ္ဘာဘာသာအလုံးကမြတ်ဗုဒ္ဓရဲ့ခုံကျေးဇူးတွေကိုသိရှိနားလည်ကြမြတ်ဗုဒ္ဓဆုံးမဟောကြားခဲ့တဲ့အဆုံးအမတရားတော်တွေဟာတကယ်ကိုတူတယောက်စီရဲ့ငြိမ်းချမ်းရေးတကမ္ဘာလုံးရဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့နေရာမှာအင်တန်မှပြည့်စုံတဲ့တရားဓမ္မအဆုံးအမဖြစ်ကြောင်းဆိုတာဘုရားဘာသာဝင်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအလုံးကလက်ခံထားတဲ့အနေအထားမျိုးရှိတယ်လောကမှာအကျဉ်းတရားနဲ့ပညာတရားနှမျိုးလုံးပြီးစုံတဲ့ပုဂ္ဂိုလ်သူမြတ်ဟာတကြမုနိဗုဒ္ဓလို့ခေါ်တဲ့ဗုဒ္ဓအရှင်မြတ်သာလင်ဖြစ်တယ်ပေါ့ဒီဗုဒ္ဓအရှင်မြတ်ဟာအကျဉ်းတရားလည်းကြီးမားတယ်ပညာတရားနဲ့လည်းပြည့်စုံလောကကြီးမှာအကျဉ်းတရားရှိုံနဲ့လည်းမပြည့်စုံဘူးပညာရှိုံနဲ့လည်းမပြည့်စုံဘူးအကျဉ်းတရားလည်းရှိမှတရားတွေရဲ့ဆင်းရဲဒုက္ခကိုလိတ္တိရှုပြီးတော့မနေပဲကြောင်းကြဆိုင်မှာဖြစ်တယ်ပညာတရားရှိမှသာလျှင်တရားတွေရဲ့ဆင်းရဲဒုက္ခကလွတ်မြောက်ဖို့ရာအတွက်မှန်ကန်သောလမ်းကြောင်းကိုဖော်ဆောင်ပေးနိုင်မှာဖြစ်တယ်အကယ်၍ပညာအကျဉ်းသာရှိပြီးပညာကင်းမဲ့မယ်ဆိုရင်မှားယွင်းတဲ့လမ်းစဉ်တွေကိုထုတ်ဖော်ပြသဆုံးမသည့်အတွက်ကြောင့်လိုအပ်တဲ့ငြိမ်းချမ်းမှုဆိုတာမရနိုင်ဘူးပညာသာရှိပြီးအကျဉ်းကင်းမဲ့နေတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းပဲတရားရည်ရဲ့ဆင်းရဲဒုက္ခကိုလိတ္တိရှုထားမှသာဖြစ်တယ်ပေါ့ဒါကြောင့်မို့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့တဲ့ဘုရားမြတ်စွာဘုရားဟာအကျဉ်းတရားလည်းကြီးမားတယ်ပညာတရားနဲ့လည်းပြည့်ဝတယ်အဲ့ဒီအကျဉ်းနဲ့ပညာသို့မဟုတ်ကရုဏာနဲ့ပညာဒီနှစ်ခုကိုအခြေခံထားပြီးတော့တရားရဲ့အကျိုးစီးပွားကိုမှန်ကန်သောလမ်းကြောင်းဖြင့်ဖော်ဆောင်နိုင်ဖို့အတွက်ဟောပြောခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီဟောပြောခဲ့တဲ့တရားဓမ္မတွေဟာအိန္ဒိယနိုင်ငံမှာလိတိဟောကြားလို့အိန္ဒိယနိုင်ငံမှာပေါ်ထွန်းခဲ့တဲ့အဆုံးအမတရားတော်တွေဖြစ်တော်လဲပဲဒီကနေ့ခေတ်မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုရရှိပြီးပြည့်ဝပိုင်ဆိုင်နေတာတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေသာဖြစ်တယ်ဆိုတာမေတ္တာမထင်ရှားပါယရနာဆိုဒီမှာဘယ်နိုင်ငံကထွက်တဲ့ယရနာပဲဖြစ်ဖြစ်ဆိုပါလို့ရွှေဟာရွှေစစ်လို့ရှိရင်ဘယ်နိုင်ငံကထွက်တဲ့ရွှေပဲဖြစ်ဖြစ်ဗရမ ्या ဟာလည်းဗရမ ्या စစ်ရင်ဘယ်နိုင်ငံကထွက်တဲ့ဗရမ ्या ဖြစ်ဖြစ်ရရှိပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်ရဲ့ဂုဏ်ကျက်တွေကိုထိုဗရမ ्या တို့ရွှေငွေတို့ကတိုးတက်စေတာဖြစ်တယ်မြန်မာလူမျိုးတွေဟာအင်တမတ်တန်ဖိုးကြီးမားလာတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုညံ့ညံ့နိုးနိုးရင်ထဲမှာသိမ်းထားပြီးဒီကနေ့လိုက်နာကျင့်သုံးနေကြလို့မြန်မာလူမျိုးတွေပိုင်ဆိုင်တယ်လို့ပြောလို့ရဟုတ်အဲ့ဒီလိုယေရနာတွေပိုင်ဆိုင်ထားတဲ့မြန်မာလူမျိုးတွေဟာမေ့လျော့ပြီးတော့မနေသင့်ဘူးတို့နိုင်ငံမှာတခြားတရားဇာတပေါ်များတာတွေဟာစာမဖွဲတော့ပါဘူးမြတ်ဗုဒ္ဓရဲ့အဆုံးအမဓမ္မယရနာတွေထွန်းကားနေခြင်းဟာတကယ်ကိုတန်ဖိုးအလွန်ကြီးမားလာတဲ့တန်ဖိုးမဖြတ်နိုင်လောက်အောင်ကြီးမားလာတဲ့ယရနာကြီးပဲဖြစ်တယ်အဲ့ဒီယရနာကြီးကိုပိုင်ဆိုင်ခွင့်ရတယ်ဆိုတာအလို့လျောက်ပိုင်ဆိုင်လာတာတော့မဟုတ်ဘူးမြန်မာနိုင်ငံရဲ့ဘ
ဘိုးဘွားပြည်ပင်လို့ဆိုရမယ်သာသနာတော်ဘက်ကရှင်အရဟံလို့ခေါ်တဲ့ရှင်ဓမ္မဓာတ်တိပကံနောယထာမင်းကြီးတို့ရဲ့လက်တွဲညီညာကြိုးပမ်းအထောက်မှုကြောင့်မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေပြည့်ပြည့်ဝဝမြန်မာနိုင်ငံကိုရောက်ရှိလာရုံမြမကသင်ယူခြင်းပို့ချခြင်းအပြင်မြန်မာနိုင်ငံဒီကနေ့ထိအောင်ရှင်သန်ပြီးအကျိုးပြုနေစေပဲဖြစ်ပေါ့ဒါတွေဟာတမန်အဖြစ်ဖြစ်နေတာမဟုတ်သည့်အတွက်ကြောင့်မိမိတို့ရဲ့ရင်ဝယ်ရှိတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမယရဏတွေကိုပြန်ပွားအောင်ဆိုပြီးဓမ္မသဘင်နေဆင်ကျင်းပကြတယ်စာဥစာရဏီဝေငှပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုဖြန့်ပြကြတယ်ဟောကြတယ်ပြောကြတယ်အဲ့ဒီလိုဖြန့်ပြဆုံးမဟောကြားခဲ့သည့်အတွက်ကြောင့်ဟောကြားလျက်ရှိကြသည့်အတွက်ကြောင့်မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေဟာလူတွေရဲ့ရင်ထဲနှလုံးထဲမှာပြန့်ပွားပြီးမျိုးဆက်သစ်တွေထိရှင်သန်နေတာသာဖြစ်တယ်ပေါ့။နောင်လဲရှင်သန်နေဖို့ရာအခုလိုပဲဆက်လက်ပြီးတော့ကြိုးစားနေ။ဘာကြောင့်လို့ဆိုရင်မှန်ကန်တဲ့အဆုံးအမဆိုတာအမှန်တမ်းအရေးကြီးတယ်။အဆုံးအမတစ်ခုမှားယွင်းလို့ဖော်ဆောင်ပြီးဆိုရင်အလုံးဟာဒုက္ခရောက်သွားနိုင်။ဒါကြောင့်မို့မြတ်စွာဘုရားဟောတဲ့အထက်မှာမြတ်စွာဘုရားတတိပေးတယ်သွားခါတနဲ့ဒုရခါတသွားခါတဆိုတာမှန်မှန်ကန်ကန်ဟောပြောတဲ့အဆုံးအမတရားတွေကိုသွားခါတလို့ခေါ်တယ်ဒုရခါတဆိုတာလွယ်လွယ်ချော်ချော်ဟောပြောတာလွယ်လွယ်ချော်ချော်ဟောပြောတဲ့မမှန်မကန်တဲ့အဆုံးအမတွေကိုရရှိထားတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲတွင်နစ်နေကြဘယ်သူမှဆင်းရဲချင်တာတော့မဟုတ်ဘူးသို့တော့မှန်ကန်တဲ့အဆုံးအမကိုမရဘူးမှားယွင်းတဲ့အဆုံးအမတွေမှားယွင်းတဲ့တိုက်တွန်းမှုတွေမှားယွင်းတဲ့လမ်းညွှန်မှုတွေနောက်လိုက်ပြီးတော့ဒုက္ခဆိုတဲ့ပင်လယ်ထဲမှာကြာရောက်ပြီးဒုက္ခရောက်နေကြတာဖြစ်တယ်ဒုက္ခပင်လယ်ထဲမှာနှိမ့်မွန်းနေကြတာမှန်ကန်တဲ့လမ်းကြောင်းနဲ့မှန်ကန်တဲ့အဆုံးအမပေါ်မှာလျှောက်လန်းကြရတဲ့ပုဂ္ဂိုလ်တွေကြချမ်းသာဒုက္ခဆိုတာနဲ့ခြုံတွေ့ပြီးတကယ်ကိုငြိမ်းချမ်းသာယာတဲ့ဘဝမှာနေနိုင်ကြတာဖြစ်တယ်။ဒါကြောင့်မို့ဆုံးမတယ်ဆိုတဲ့ဘာသာတရားတွေဟာလည်းပဲသွားခါတဖြစ်ဖို့အမှန်တမ်းအရေးကြီးတယ်။သွားခါတော့ဘဂဝတာဓမ္မောမြတ်ဗုဒ္ဓဟောကြားခဲ့တဲ့တရားသည်သွားခါတတကယ်ကိုစစ်မှန်တဲ့တရားကိုသာဟောကြားတယ်။ဟောရင်ဟောတဲ့အတိုင်းဖြစ်တယ်။ပြောတဲ့အတိုင်းဖြစ်တယ်။ဖော်ဆောင်ရင်ဖော်ဆောင်တဲ့အတိုင်းကောင်းကျိုးချမ်းသာတွေကိုရမယ်ဆိုတဲ့သွားခါတမျိုးအဲ့ဒါလို့မြတ်ဗုဒ္ဓရဲ့အဆုံးအမမှန်ကန်စွာဟောပြတဲ့တရားဓမ္မကိုမြန်မာလူမျိုးတွေပိုင်ဆိုင်မှုရရှိထားပြီးတဲ့နောက်လိုက်နာကျင့်သုံးခြင်းဖြင့်မိမိတို့ရဲ့ဘဝဟာတန်ဖိုးမဖြတ်နိုင်တဲ့ငြိမ်းချမ်းသာရတဲ့အနေအထားကိုရရှိခံစားကြရအောင်အရေးကြီးဆုံးက universal peace လို့ခေါ်တယ်တကမ္ဘာလုံးရဲ့ငြိမ်းချမ်းမှုဟာ individual peace လို့ဆိုတဲ့တဦးတယောက်စီရဲ့ငြိမ်းချမ်းမှုနဲ့အခြေပြုရမှာပဲဖြစ်တယ်ပေါ့အဲ့ဒီလိုအခြေပြုတဲ့အခါမှာလူတွေရဲ့ငြိမ်းချမ်းသာယာမှုကိုတကယ်အဓိကအခြေခံထားဖော်ရမယ့်အရာကတော့မေတ္တာသာလျှင်ဖြစ်တယ်ပေါ့မေတ္တာဆိုတာကိုအမှန်တိုင်းနားလည်ဖို့လိုတယ်အရက်ထဲမှာပြောတဲ့ချစ်ခင်ခြင်းဆိုတာကိုလည်းမေတ္တာလို့ပြောကြတယ်သို့တော့ဒီမေတ္တာဟာအလွန်မွန်မြတ်တဲ့မြတ်ဗုဒ္ဓရဲ့ဆိုလိုတဲ့မေတ္တာတရားဟာအလွန်ကိုမွန်မြတ်တယ်အဲ့တော့မေတ္တာရဲ့သဘောတရားကိုရှင်းရှင်းသိကြလို့ရှိရင်မေတ္တာဆိုဒီမှာမိတ်ဆွေရဲ့စိတ်ဓာတ်ဒီလိုမှတ်သားရမှာဖြစ်တယ်အားလုံးဒီစကားလုံးကိုသိတယ်မေတ္တာဆိုတဲ့စကားလုံးသိသလိုမေတ္တာရဲ့အခြေခံစကားလုံးကမိတ္တမိတ္တဆိုတာမိတ်ဆွေအပေါင်းအသင်းတငယ်ချင်းကိုမိတ္တလို့ခေါ်တယ်အဲ့ဒီမိတ္တရဲ့စိတ်နေသဘောထားတွေကိုပဲမေတ္တာလို့ခေါ်တာလူတိုင်းဟာမိတ်ဆွေတွေရှိကြတယ်
ထိုမိတ်ဆွေတွေပေါ်မှာမိမိဘယ်လိုသဘောထားသလဲစိတ်နေသဘောထားဘယ်လိုရှိသလဲဆိုတာကိုကိုပြန်လည်သုံးသပ်ကြည့်လို့ရှိရင်မေတ္တာရဲ့သဘောကိုအကဲခတ်မိမှာဖြစ်ပါတယ်အဲ့တော့မေတ္တာဆိုဒီမှာမိတ်ဆွေအပေါ်မှာထားတဲ့စိတ်ဓာတ်လို့ဒီလိုဆိုလို့အဲ့ဒီစိတ်ဓာတ်ဟာဘယ်လိုစိတ်ဓာတ်တုံးလို့မေးရင်အမုန်းကင်းတဲ့စိတ်ဓာတ်ပဲဖြစ်တယ်လောကလူတွေဟာမုန်းလို့ရှိရင်လူတယောက်ကိုမုန်းပြီဆိုရင်ထိုလူတယောက်ရဲ့ပျက်စီးမှုကိုသာကြံစည်တယ်ပြောဆိုတယ်လုပ်ကိုင်တယ်ဆိုတာဖြစ်လာအဲ့ဒါအမုန်းတရားအခြေခံလို့ဒီလိုဖြစ်တယ်မုန်းနေပြီဆိုလို့ရှိရင်ပျက်စီးမှုဘက်ကိုဥတည်သွားတတ်တယ်အေးမေတ္တာဆိုတာကြတော့မုန်းတိမှုကဒေါသမေတ္တာဆိုတာကြတော့အဒေါသမုန်းတိမှုရဲ့ဆန့်ကျင်ဘက်မေတ္တာအကျိုးစီးပွားကိုလိုလားတယ်ဆိုတဲ့အိဆွေစစ်တာအဗ္ဗဒမမွန်မြတ်တဲ့တန်းစင်တယ်အမုန်းကင်းတဲ့နှလုံးသားပိုင်ရှင်ဟာဘယ်တော့ပဲဖြစ်ဖြစ်တစ်ဖက်သားရဲ့အကျိုးမဲ့ပျက်စီးအောင်ဘယ်တော့မှမလုပ်တစ်ဖက်သားရဲ့အကျိုးမဲ့ပျက်စီးအောင်လုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဒေါသဆိုတဲ့အဖြတ်တရားဖြစ်ပေါ်လာခြင်းဒေါသဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုကလည်းဒေါသဆိုတာဖြစ်စီတတ်တယ်လို့အဓိပ္ပာယ်ရဒုတ်တတိတိဒေါသောဒုတ်တတိတစ်ဖက်သားကိုပျက်စီးအောင်လုပ်ခြင်းနဲ့သို့မဟုတ်ထိုဒေါသဝင်လာတဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားစိတ်နေသဘောထားတွေဟာလည်းပျက်စီးသွားတယ်အဲ့ဒီပျက်စီးသွားတဲ့စိတ်နေသဘောထားတွေဟာဘယ်သူကြောင့်ပျက်စီးရတော့ဆိုဒေါသကြောင့်ပျက်စီးတယ်အဲ့ဒီဒေါသဟာဖြစ်စီတတ်တဲ့အရာဖြစ်စီလာသည့်အတွက်ကြောင့်သူ့ရဲ့အသွင်သဏ္ဍာန်ကဘယ်လိုဖြစ်လာတော့ဆိုစန္ဒိကလက္ခဏောဒေါသောလို့ဆိုတဲ့အတိုင်းကြမ်းတမ်းလာစိတ်ကူးရင်လည်းပဲရက်စက်တဲ့စိတ်ကူးမျိုးတွေကူးလာတယ်ပြောဆိုလို့ရှိရင်လည်းရက်စက်တဲ့စကားမျိုးတွေပြောလာတယ်လောက်ကိုင်ရင်လည်းတစ်ဖက်သားကိုထိခိုက်နစ်နာမဲ့အလုပ်တွေလုပ်လာအဲ့ဒါလို့ကြမ်းတမ်းတဲ့အမှတ်လက္ခဏာတွေပြလာတာဒေါသပဲဖြစ်သူ့ကိုဗာနဲ့ဥပမာတူတော့ဆိုဖြစ်စည်းတတ်တာဖြစ်သောကြောင့်တောမီးနဲ့အလားတန်တူတယ်လို့ဆိုလို့တယ်တောကိုလောင်ကျွမ်းတဲ့မီးဟာတတော်လုံးကိုဖြစ်စည်းပြလိုက်တယ်လို့ပဲတောကြီးဖြစ်စည်းလိုက်တယ်ဆိုတာမီးလောင်ပြင်မှာရောက်သွားတဲ့တောဟာမဲကြံရစ်ပြီးအလုံးဟာပျက်စီးသွားထို့တူပဲဒေါသဖြစ်လို့ရှိရင်လေဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့ရင်ထဲနှလုံးထဲမှာလည်းပဲကောင်းတဲ့သဘောတရားတွေအကုန်လုံးပျက်စီးသွားပြီးနှလုံးသားဟာရစရာမရှိအောင်အဆိုးတရားတွေလွှမ်းမိုးပြီးတော့သွားထိုဒေါသနဲ့ဒေါသဖြစ်ပေါ်လာလို့တစ်ဖက်သားကိုထိခိုက်အောင်လုပ်ပြန်လို့ရှိရင်လေကြံတဲ့တစ်ဖက်သားမှလည်းပျက်စီးဆုံးရှုံးသွားရတယ်အေးမေတ္တာဆိုတာကအဲ့ဒါနဲ့မတူဘူးရှင်တဲ့နှလုံးထဲမှာနော်ဖြတ်တဲ့သဘောမရှိဘူးဘယ်သူပေါ်မှာမုန်းတီးတဲ့သဘောလည်းမရှိဘူးမေတ္တာရှိတဲ့ပုဂ္ဂိုလ်ဟာမေတ္တာလို့ဆိုလိုက်တာနဲ့တပြိုင်နက်ချစ်ခင်နေတယ်တစ်ဖက်သားကိုဒီအမြဲတမ်းဟာကျင်ကျင်နာနာပဲပြောတယ်လို့ဒီလိုကြီးလည်းတွက်လို့မရဘူးဒေါသဖြစ်နေတဲ့အပြောဆိုဒေါသရဲ့သဘောတရားကရှင်တဲ့နှလုံးထဲမှာအမုန်းပါလာသည့်အတွက်ကြောင့်တစ်ဖက်သားကိုပျက်စီးဖို့ပဲစဉ်းစားတာဖြစ်တယ်မေတ္တာရှိတဲ့ပုဂ္ဂိုလ်ကကြမ်းကြမ်းထန်ထန်ပြောရစေကမူတစ်ဖက်သားပျက်စီးအောင်လုပ်တဲ့သဘောမရှိဘူးအမြဲတမ်းတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ရှိတယ်ဥပမာတစ်ခုကြည့်ကြမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတပိတာဝကတွေနဲ့ပတ်သက်ပြီးတော့တပိတာဝကတွေကိုဆွဆုံးပါတဲ့အခါမှာအင်တန်မှဉာဏ်ဖြင့်တဲ့တပိတာဝကမှားမှားယွင်းလှုပ်တတ်တဲ့တပိတာဝကမြတ်စွာဘုရားမောဃပုရိသအလကားကောင်ဆိုတဲ့စကားလုံးနဲ့သုံးပြီးတော့ဆုံးမလေးရှိတယ်အလကားကောင်လို့ပြောလိုက်တာသူ့ကိုနစ်နာအောင်ပြောတာမဟုတ်ဘဲနဲ့ဒီစကားလုံးသူဟာတန်ဖိုးမရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာသူ့ကိုယ်သူသတိထားမိပြီးအဖိုးတန်တဲ့လူတယောက်ဖြစ်အောင်ကြိုးစားဖို့ဆိုတဲ့အနေအထားမျိုးနဲ့ပြောရတာဖြစ်တယ်။သို့သောစကားလုံးအနေနဲ့ကကျမ်းတယ်လို့ပြောရမှာပဲဖြစ်တယ်။မိဘကသားသမီးကိုဆုံးမတဲ့အခါမှာလည်းပဲအေးရ
ရိုက်တိုင်ရင်ရိုက်တယ်နှစ်တိုင်ရင်နှစ်တယ်သို့တော့မိဘရဲ့ရင်နဲ့နှလုံးထဲမှာမေတ္တာရှိသည့်အတွက်ကြောင့်ဘယ်လိုပဲသားသမီးကိုဆဲဆိုရိုက်နှက်တော်လဲပဲသားသမီးပျက်စီးမှုကိုလိုလားတဲ့စိတ်မရှိဘူးအဲ့ဒါမေတ္တာရဲ့သဘောပဲမေတ္တာရဲ့သဘောဆိုတာအကျိုးစီးပွားကိုလိုလားနေတယ်အမုန်းကင်းစင်တယ်မုန်းလို့ပြောတာမဟုတ်ဘူးကောင်းစေခြင်းလို့ပြောတာမေတ္တာကောင်းစေခြင်းလို့ပြောတဲ့အခါမှာရင်ကြည်ကြည်ပြောတာရှိတယ်ရိုင်းရိုင်းဆိုင်ဆိုင်ကြမ်းကြမ်းထန်ထန်ပြောတဲ့အခါလဲပြောတာရှိလိုက်ဟောအဲ့ဒါမေတ္တာဆိုတာလမ်းကြောင်းပေါ်ဆွဲတင်ခြင်းသာလည်းဖြစ်တယ်ကောင်းတဲ့ဘက်ကိုဥတည်ပြီးတော့ရှင်တဲ့နှလုံးထဲကအမုန်းနဲ့လုပ်တဲ့ကိစ္စမျိုးနဲ့အမှန်တမ်းကွာခြားတယ်ဆိုပါစို့မိမိတို့ရဲ့ရင်ခွေးဒီရင်သွေးသားငယ်တူသို့မဟုတ်သမီးငယ်လေးသူကကလေးရဲ့တဘာဝတွေ့တာကိုကောက်ပြီးပါဇက်ထဲထည့်ရတယ်အဲ့ဒါလို့ပါဇက်ထဲထည့်လို့တန်ကြောင်းပဲဖြစ်စေလူကိုဒုက္ခပေးနိုင်တဲ့အရာတစ်ခုပါဇက်ထဲထည့်လို့ရှင်မိဘဟာအားဆိုင်ပြီးတော့ကလေးရဲ့ပါဇက်ထဲကအရာကိုမရရအောင်နှိုက်တဲ့အခါမှာကလေးမှာနာကျင်မှုတော့ဖြစ်တယ်သို့တော်လည်းမိဘဟာကလေးကိုနာစေလိုရေးလှုပ်တာမဟုတ်ဘဲနဲ့ဒုက္ခရောက်မှဆိုလို့ကလေးရဲ့ခံတွင်းမှာရှိသွားတဲ့ချွန်ထက်တဲ့အရာတစ်ခုကိုဆွဲနှုတ်တာအဲ့ဒါဟာအကျဉ်းနာရဲ့သဘောတရားပဲဒါကြောင့်မို့ငြိမ်းချမ်းရေးကိုဖော်ဆောင်ပြီးဆိုတဲ့နေရာမှာဒီပြက်လို့ပျက်စီးဆိုတဲ့စိတ်ဓာတ်မျိုးမဟုတ်ဘဲနဲ့ကောင်းတဲ့ဘက်ကိုရောက်အောင်လုပ်တဲ့အခါမှာကြမ်းတမ်းသွားတာလည်းရှိနိုင်တယ်နော်နုနုညံ့ညံ့လောက်ရတာလည်းရှိတယ်နာပါချလို့မရလို့ရှင်လေကြမ်းတမ်းတာမျိုးတွေရှိနိုင်တယ်ဒါမေတ္တာရဲ့သဘောတရားဟာတစ်ဖက်သားကိုပျက်စီးစေလိုတယ်ဆိုတဲ့အမုန်းစိတ်မရှိဘူးဆိုတာကိုသဘောပေါက်ကြမှာဖြစ်တယ်ဟောကောင်းစားစေလိုရေးလှုပ်တာမျိုးဟာမေတ္တာဒါကြောင့်မို့ဒေါသကြတော့ဒီလိုမဟုတ်ဘူးတစ်ဖက်သားကိုပျက်စီးအောင်လုပ်တဲ့သဘောမေတ္တာဆိုတာတစ်ဖက်သားကိုပျက်စီးအောင်မလုပ်ဘူးဒါကြောင့်မို့ကောင်းတဲ့လမ်းကြောင်းပေါ်ကိုမရောက်ရအောင်တင်ပေးတာမေတ္တာပဲဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာမေတ္တာကိုစစ်မှန်တဲ့လမ်းကြောင်းကနေပြီးထုတ်ဖော်ဟောကြားခဲ့တာအတ္တမပြည့်ပြည့်စုံတဲ့မေတ္တာတရားဟောကြားဆုံးမနိုင်တာမြတ်ဗုဒ္ဓပဲဖြစ်တယ်ပေါ့မေတ္တာကိုအခြေခံပြီးတော့တမာတိကျင့်စဉ်တစ်ခုကိုကျင့်လိုက်မယ်ဆိုလို့ရှိရင်ထိုမေတ္တာရဲ့စွမ်းအားကြောင့်သူဟာစိတ်အနေထားတစ်ခုဟာထူးခြားတဲ့တမာတိစွမ်းအားရပြီးသေရင်တောင်ဗြဟ္မပြေဖြစ်နိုင်တဲ့ကုသိုလ်မျိုးရရှိစေနိုင်တယ်လို့ဒီလိုဆိုဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမမေတ္တာဟာအခြေခံမေတ္တာကစပြီးလောကကြီးတစ်ခုလုံးအားလုံးကိုငြိမ်းချမ်းသာယာသွားအောင်ဆွမ်းဆောင်ပေးနိုင်တဲ့မေတ္တာမျိုးလူတိုင်းမှာရှိကြရမှာဖြစ်တယ်မေတ္တာဆိုတာအမိနဲ့သားအဖေနဲ့သားသမီးမိသားစုအချင်းချင်းညီကိုမောင်နှမအချင်းချင်းတိုင်းသူပြည်သားအချင်းချင်းလူမျိုးလူသားအချင်းချင်းအပြန်အလှန်ကောင်းကျိုးလိုလားတဲ့စိတ်ဓာတ်တွေနဲ့ဆက်ဆံပြောဆိုနေခြင်းဟာမေတ္တာရဲ့အခြေခံသဘောသာဖြစ်တယ်အဲ့ဒါလို့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့မေတ္တာကိုစာပေကျမ်းကမှာဟိတာကာရလက္ခဏာအကျိုးစီးပွားကိုလိုလားတယ်ကျိုးစီးပွားဆိုတာကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့တိုးတက်စေခြင်းအဲ့ဒီကောင်းကျိုးချမ်းသာဖြစ်တာကိုလိုလားတဲ့စိတ်နေသဘောတရားတွေကိုမေတ္တာရဲ့သွင်ပြင်လက္ခဏာအဖြစ်ဖော်ပြတာဖြစ်တယ်ဟိတာကာရလက္ခဏာမေတ္တာဟာအကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်မျိုးဖြစ်လို့ဒီမေတ္တာကိုလူတိုင်းရဲ့ရင်ထဲနှလုံးထဲမှာခိုင်ခိုင်မာဒီလေ့ကျင့်ပြီးတော့အခိုင်အမာတည်ရှိအောင်ကြိုးစားအထောက်ကြအဲ့ဒါလို့ကြိုးစားအထောက်မှမိမိရဲ့ရင်ထဲမှာမေတ္တာထားနိုင်လို့ရှိရင်ထိုပုဂ္ဂိုလ်ဟာကိုယ်ပိုင်ငြိမ်းချမ်းရေးတစ်ခုကိုရရှိမှာဖြစ်တယ်အားလုံးဟာမေတ္တာတရားကိုလက်ကင်ထားနိုင်ကြမယ်ဆိုရင်အားလုံးဟာငြိမ်းချမ်းပြီးတကဘာလုံးငြိမ်းချမ်းသာရတဲ့အနေအထားမျိုးရောက်မှသိကြတယ်ပေါ့မြတ်စွာဘုရားဟာမေတ္တာသုတ်တွေကိုဟောကြားဆုံးမတဲ့အခါမှာဘလောက်အတိုင်းထားထီအောင်ပြောတော့ဆိုမာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေ
ဧဝံပိသဗ္ဗဗုတေတုမာနတံဘာဝယေအပရိမာဏံဆိုတဲ့မေတ္တာသုံးပါမြန်မာလူမျိုးတိုင်းဗုဒ္ဓဘာသာဝင်တိုင်းနိရရှိကြတဲ့မေတ္တာတုတ်ကစကားပဲဖြစ်တယ်ဆိုလိုတဲ့အဓိပ္ပာယ်ကဘာလဲမာတာယထာနိယပုဒ္ဒမာယုတာဧကပုဂ္ဂဧကပုဒ္ဒမနုရခေလို့ဆိုသာသမီတူတဲ့ထွန်းကားတဲ့မိခင်ဟာသူ့သာသမီပေါ်မှာစုပြုံပြီးတော့ရောက်ရှိတဲ့မေတ္တာတရားကိုထားတယ်လို့ဆိုလိုတာကမိဘကသာသမီတူဒီသောသာသမီနော်နှစ်ယောက်သုံးယောက်ရှိရင်သူ့မေတ္တာကဟိုနည်းနည်းဒီနည်းနည်းဖြန့်ထားတယ်လို့ဖြစ်မယ်တူတည်းရှိမယ်ဆိုရင်သူ့မေတ္တာတွေဟာအားလုံးဟာဒီကလေးတူတဲ့ပုံမှာစုပြုံရောက်ရှိမှာဖြစ်တယ်အဲ့ဒါလိုပဲတူဒီထွန်းကားတဲ့သာသမီရှိတဲ့မိခင်ဟာဒီနေရာမှာဖခင်မေတ္တာတောင်မပြောဘူးမြတ်စွာဘုရားကမိခင်မေတ္တာနဲ့ပြောတူဒီသောသာသမီရှိတဲ့မိခင်ဟာအသက်ပေးပြီးတော့သူ့ရဲ့မေတ္တာတရားတွေသူ့ရဲ့ရှင်သွေးသာသမီပေါ်မှာစုပြုံပြီးတော့ရောက်ရှိနေတယ်လို့ထားရှိတယ်လို့တရားအားလုံးပေါ်မှာအတိုင်းအတာကင်းမဲ့တဲ့အတိုင်းအတာအကန့်အသတ်ထားခြင်းမရှိတဲ့ဘောင်ကတ်ထားခြင်းမရှိတဲ့မေတ္တာတရားကိုဖြစ်ပွားအောင်ကြိုးစားပါလို့ဘာဝယေအပရိမာဏဆိုတရားတွေအားလုံးပေါ်မှာအဲ့ဒီစိတ်ဓာတ်မျိုးကိုထားနိုင်အောင်ကြိုးစားပါလို့မြတ်စွာဘုရားဒီလိုဟောခဲ့တယ်ဖြစ်အဲ့ဒါကြောင့်မို့လို့မိခင်ရဲ့မေတ္တာနဲ့အလားတူတူတဲ့မေတ္တာမျိုးတရားလေးအားလုံးပေါ်မှာထားနိုင်အောင်ကြိုးစားခြင်းဟာမြတ်ဗုဒ္ဓရဲ့ဆုံးမသွန်သင်တဲ့မေတ္တာတရားပဲဖြစ်တယ်ပေါ့အဲ့ဒီမေတ္တာတရားဟာအတ္တမအရေးပါလို့ဒီမေတ္တာတရားနဲ့ကမ္ဘာလောကကြီးရဲ့ငြိမ်းချမ်းမှုကိုဖော်ဆောင်ပေးနိုင်မှာလားဖြစ်တယ်မေတ္တာဆိုတဲ့အလွန်ကြီးမားလာတဲ့ကုသိုလ်တရားအကြောင်းကိုမြတ်စွာဘုရားဟောကြားထားတာရှိတယ်ပေါ့နော်ဘာဟောတော့ဆိုဧကံပိစေပါဏမဒုဋ္ဌစိတ်တော်မေတ္တာပွားတော့မယ်ဆိုလို့ရှိရင်တူတဲ့ကစကြည့်လိုက်ဧကံပိပါဏံတယောက်တည်းအပေါ်ပဲဖြစ်စေတရားတကောင်နဲ့တူတဲ့အပေါ်မှာဖြစ်စေအဒုဋ္ဌစိတ်တော်အမုန်းခင်းတဲ့စိတ်နဲ့မုန်းတီးမှုပျက်စီးစေလိုမှုဆိုတဲ့အမုန်းတရားကင်းတဲ့စိတ်နဲ့အပ္ပမဏံပဋိတ္တတော်ဧကံပိစေပါဏံမဒုဋ္ဌစိတ်တော်အမုန်းကင်းတဲ့စိတ်နဲ့တရားတူတဲ့ပဲဖြစ်စီအဲ့ဒီအပေါ်မှာမေတ္တာယတိကုသလီဒေနဟောတိအဲ့ဒီပုဂ္ဂိုလ်တူတယောက်သို့မဟုတ်တရားတူပေါ်မှာမေတ္တာကိုထားကြည့်လိုက်ဖြစ်အောင်ကြိုးစားကြည့်လိုက်အဲ့ဒီကြိုးစားကြည့်လို့ဒီစိတ်နဲ့သဘောထားကိုယ်တဏ္ဍာမှာဖြစ်လာပြီဆိုလို့ရှိရင်ကုသလီတေနဟောတိကြီးမားတဲ့ကုသိုလ်တစ်ခုကိုရရှိကုသိုလ်ဆိုတဲ့အဓိပ္ပာယ်ကဒီကုသလဆိုတဲ့စကားလုံးကိုမြန်မာတွေကဘာသာမပြန်တော့ဘဲနဲ့ကုသိုလ်လို့ဆိုတော့အဓိပ္ပာယ်ကိုအကုန်နားမလည်ဘူးဖြစ်သွားအဲ့တော့ကုသလဆိုတာဘာတော့အကျိုးစီးပွားတွေကိုဖြစ်ထွန်းစေချမ်းသာဒုက္ခကိုဖြစ်ထွန်းစေတယ်လို့ဆိုလိုတယ်အနဝိသဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးတော့ချမ်းသာဒုက္ခကိုဖြစ်ပေါ်စေနိုင်တဲ့အကြောင်းတရားကိုယ်တဏ္ဍာမှာဖြစ်သွားပြီလို့ဒီလိုဆိုလိုတယ်နော်အဆိုးတရားတွေကိုယ်တဏ္ဍာမှာမဖြစ်တော့ဆိုပါစို့မိမိနဲ့တင့်လျော်တဲ့အစာအာဟာရတစ်ခုကိုစားလိုက်လို့ရှိရင်ဒီအစာအာဟာရသည်လူကိုကျန်းမာပြီးလန်းဆန်းစေတယ်ဆိုရင်အဲ့ဒီအစာအာဟာရစားလိုက်ရတဲ့ပုဂ္ဂိုလ်ဟာကျန်းမာခြင်းလန်းဆန်းခြင်းဆိုတဲ့အကျိုးကိုရရှိအဲ့ဒါလိုပဲမေတ္တာပွားလိုက်ရတာနဲ့တပြိုင်နက်သူ့မှာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးနိုင်တဲ့စွမ်းအင်တတ္တိတွေသူ့မှာရရှိသွားပြီလို့ဒီလိုဆိုလိုတယ်ဒါကြောင့်မို့ကုသလဆိုတဲ့စကားလုံးကိုအင်္ဂလိပ်လိုပြန်တဲ့အခါ wholesome state လို့ wholesome ဆိုတာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတဲ့အရာလို့ဆိုလို့နော်တက်ကြွလန်းဆန်းပြီးကောင်းကျိုးချမ်းသာတွေကိုပွင့်လန်းစေတဲ့အရာ wholesome အဲ့ဒါကုသိုလ်ရတယ်ဆို
ကောင်းကျိုးချမ်းသာတွေကိုဖော်ဆောင်ပေးမဲ့အကြောင်းတရားတွေကိုယ့်ရင်ထဲမှာရောက်သွားပြီလို့ဆိုလိုတာအဲ့တော့ကုသိုလ်ရတယ်ဆိုတာကိုတမန်အားဖြင့်မစင်တတ်လို့ရှိရင်ကုသိုလ်ရတယ်ဆိုတာဘာလဲဆိုတာမသိပဲနဲ့ဖြစ်တတ်တယ်ဒါကြောင့်ကုသိုလ်ရတယ်ဆိုတာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေနိုင်တဲ့အကြောင်းတရားတွေကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာဖြစ်သွားပြီလို့ဆိုလိုတယ်ဖြစ်သွားအဲ့ဒါကိုမြတ်စွာဘုရားကသုတ်တန်တစ်ခုမှာဟောထားတာနော်ဧကံပိစေပါဏံမထုဋ္ဌစိတ်တော်အထုဋ္ဌစိတ်တော်ဘု து ပေါ်မှာမုန်းတဲ့စိတ်မရှိဘူးပျက်စီးစေလိုတဲ့စိတ်မရှိဘူးဒေါသကင်းမုန်းတီးခြင်းကင်းတဲ့စိတ်ဓာတ်နဲ့တရားဝတ္ထုပေါ်မှာမေတ္တာပွားလိုက်တယ်အဲ့ဒီမေတ္တာပွားလို့ရလာတဲ့ကုသိုလ်ဟာအလွန်ကြီးမားတဲ့ကုသိုလ်ဖြစ်တယ်ဒီလိုဆိုလို့တယ်နော်အဲ့တော့တဦးပေါ်မှာလှုပ်တဲ့ကုသိုလ်တောင်မှပဲကြီးမားတယ်ဆိုတော့အများပေါ်ဆိုရင်ကြဘယ်လိုနေမလဲဆိုတဗ္ဗေစပါဏိမနတာနုခံပိကိုယ်နဲ့ပတ်ဝန်းကျင်မှာရှိတဲ့တရားဝါတွေအားလုံးသက်ရှိတရားဝါတွေအားလုံးပေါ်မှာကိုယ်စိတ်လေးနဲ့အကျဉ်းတရားဒီကောင်းကျိုးလိုလားတဲ့စိတ်ကလေးထားကြည့်လိုက်ပါနော်သက်ရှိတရားဝါတွေပေါ်မှာကောင်းကျိုးချမ်းသာဖြစ်ပွားစေလိုက်တဲ့မိတ်ဆွေစိတ်ဓာတ်ကလေးမွေးကြည့်လိုက်ပါအဲ့ဒါလို့မွေးလိုက်မယ်ဆိုလို့ရှိရင်ပဟုတမရိယောပကရောတိပုံညာအဲ့ဒီပုဂ္ဂိုလ်ဟာအလွန်များပြားလာတဲ့ကုသိုလ်ကောင်းမှုကိုရရှိသွားတာပဲဖြစ်တယ်ဆိုတော့မေတ္တာတရားရဲ့အကျိုးကျေးဇူးကိုမြတ်စွာဘုရားအခုလိုဟောကြားဆုံးမခဲ့တာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့ဒီမေတ္တာတရားဟာအလွန်ကြီးမားတဲ့ကောင်းကျိုးချမ်းသာပေးနိုင်တဲ့ကုသိုလ်ဆိုတာကိုသတိထားဖို့လောကလူသားတွေကကြောင်းကြီးကြီးဆောက်လှူဒန်းနိုင်မှဖရာကြီးကြီးတဲနိုင်မှဒီအလှူဒန်းနဲ့ပတ်သက်ပြီးတော့သာကုသိုလ်လို့ထင်မြင်ယူဆနေကြတယ်တကယ်ကတော့လှူမှုတန်းမှုကုသိုလ်ဆိုတာဒါနကုသိုလ်ထိုဒါနကုသိုလ်တဲ့ကြီးမားတာသီလကုသိုလ်၅ပါးသီလစောင့်တည်လိုက်လို့ရှင်ဒါနကုသိုလ်တဲ့ကြီးမားတဲ့ကုသိုလ်တစ်မျိုးဖြစ်တယ်အေးသီလကုသိုလ်တဲ့ကြီးမားတဲ့ကုသိုလ်ကတော့မေတ္တာကုသိုလ်ပဲဖြစ်တယ်ပေါ့ဘာဝနာကုသိုလ်အဲ့ဒီဘာဝနာကုသိုလ်ထဲမှာလဲမေတ္တာဆိုတာသမထဘာဝနာကုသိုလ်ပဲဖြစ်တယ်ပေါ့ဝေလာမသုတ်တံမှာကြည့်ကြည့်လိုက်ဝေလာမသုတ်တံမှာကုသိုလ်တစ်ခုနဲ့တစ်ခုလောကလူတွေတိုးတက်ပြီးတော့လှုပ်ဖို့အတွက်မြတ်စွာဘုရားကညွှန်ထားတဲ့စကားလေးတွေကိုမှတ်သားကြည့်အရာလေးမျက်နှာကြွရောက်လာတဲ့တန်ဃာတွေကိုရည်စူးပြီးတော့စတုဒ္ဓိတတန်ဃာဆိုတာကိုရည်စူးပြီးကြောင်းဆောက်လှူရတဲ့ကုသိုလ်အဲ့ဒီကုသိုလ်တဲ့မွန်မြတ်တဲ့ကုသိုလ်ကဗုဒ္ဓသရဏံဂစ္ဆာမိစသဖြင့်တရဏဂုံကိုဆောက်တည်တဲ့ကုသိုလ်ကပုံမွန်မြတ်တယ်အဲ့ဒီတရဏဂုံဆောက်တည်တဲ့ကုသိုလ်တဲ့၅ပါးသီလထပ်ပိုးပြီးတော့ကျင့်သုံးလိုက်တဲ့ကုသိုလ်ကပုံမွန်မြတ်တယ်အဲ့ဒီသီလကုသိုလ်တဲ့နော်နန္ဒတရှုခမေတ္တာဘာဝနာပွားတဲ့ကုသိုလ်ကပုံမွန်မြတ်တယ်အဲ့ဒီနန္ဒတရှုခမေတ္တာဘာဝနာပွားတဲ့ကုသိုလ်တဲ့လက်ဖြစ်တတိကမမြဲဘူးဆိုတဲ့အနိစ္စတင်ညာကိုဆင်ញင်သုံးသပ်တဲ့ဝိပဿနာကုသိုလ်ကပုံမြတ်တယ်လို့ဝေလာမသုတ်တံမှာဒီလိုဟောတာလို့ဟောတာဒါကြောင့်မို့လို့ကိုယ်တဏ္ဍာမှာအကောင်းဆုံးကုသိုလ်ဖြစ်စေခြင်းလို့ရှိရင်ဒါဒီကျင့်စဉ်တိုင်းသွားကြရမှာဖြစ်တယ်အဲ့တော့မေတ္တာဘာဝနာဆိုတဲ့ကုသိုလ်ဟာဒီသုတ်တံမှာမြတ်စွာဘုရားဟောထားပုံအလုံးမဲ့ဒီဝန္တာနှစ်သက်เสียအာရเสียဟောထားတာเนาะဧကံပိစေပါဏံမတုဋ္ဌစိတ်တော်ပါဏမတုဋ္ဌစိတ်တော်ဧကံပိပါဏံတရဝါတူတဲ့ကိုပဲဖြစ်စေအတုဋ္ဌစိတ်တော်အမုန်းကင်းတဲ့စိတ်နဲ့မေတ္တာရဲ့ဒီမေတ္တာပွားတယ်တဲ့ကုသလိတေနဟောတိအဲ့ဒီလိုမေတ္တာပွားခြင်းကြောင့်သူ့မှာကုသိုလ်တွေဖြစ်တယ်တဗ္ဗေစပါဏိမနတာနုခံပဲတရဝါအလုံးကိုစိတ်နဲ့မေတ္တာထားနိုင်မယ်မေတ္တာပွားနိုင်မယ်ဆိုရင်ပဟုတမရိယောပကရောတိပုံညာအဲ့ဒီလိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဟာအလွန်များပြားတဲ့ကုသိုလ်ကောင်းမှုကိုပြုလို့ရရောက်တယ်လို့ဟောလို့ပြောတယ်ဒါမြတ်ဗုဒ္ဓရဲ့အဆုံးအမတရား
အိန္ဒိယနိုင်ငံမှာဟောကြားခဲ့တဲ့တရားကိုဒီကနေ့မြန်မာလူမျိုးတွေရဲ့လက်ထက်ရောက်နေတဲ့ဓမ္မယရဏတန်မိုးမဖြတ်နိုင်တဲ့အဆုံးအမတရားအဲ့ဒီအဆုံးအမတန်မိုးကြီးတဲ့အဆုံးအမကိုလိုက်နာကျင့်သုံးလိုက်မယ်ဆိုလို့ရှိရင်ဒီတန်မိုးတွေအပြည့်အဝရမှာဖြစ်တယ်အဖို့တန်တဲ့စိန်ကြောက်တံပရမလက်ဝတန်းစာပိုင်ဆိုင်ထားတော်လဲနော်မိဂန္တိတ္တာရဲတို့တစ်တာထဲမှာထည့်ပြီးသိမ်းထားမယ်ဆိုလို့ရှိရင်ဒီယရဏရဲ့အကျိုးကျေးဇူးကိုခံစားရမှာမဟုတ်ဘူးမိမိကိုယ်မှာဆင်မြန်းလိုက်မယ်ဆိုလို့ရှိရင်ဒီယရဏရဲ့အကျိုးကျေးဇူးကိုခံစားရတာအဲ့ဒါလိုပဲမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုသိရှိပြီးတဲ့အခါမှာမိမိကိုယ်တိုင်သိတဲ့အတိုင်းလိုက်နာကျင့်သုံးခြင်းကသာလျှင်ယရဏကိုဝတ်ဆင်တဲ့သဘောအသုံးပြုတဲ့သဘောအနေနဲ့တန်ဖိုးရှိတာဘလောက်ပဲအရသာရှိတဲ့စားကောင်းတောက်ဖွယ်ပဲဖြစ်စေမိမိကိုယ်တိုင်လက်တွေ့စားသုံးမကြည့်ဘူးဆိုရင်အရသာဆိုတာတွေ့မှာမဟုတ်ဘူးထို့တူပဲမြတ်စွာဘုရားရဲ့အဆုံးတန်ဖိုးမဖြတ်နိုင်တဲ့အဆုံးအမတရားတော်တွေကိုမိမိကိုယ်တိုင်ဒီလိုက်နာကျင့်သုံးမှုမပြုဘူးဆိုရင်မစားပဲထိုင်ကြည့်နေတဲ့အရသာရှိလာတဲ့အစာအာဟာရလိုပဲကိုယ်ကြိုးပြုမှာမဟုတ်ဘူးဆိုလောကသဘာဝအပြင်အလွန်ထင်ရှားတယ်ဒါကြောင့်မို့ယရဏဆိုရင်ဝတ်ဆင်ရတယ်လို့အရသာရှိတဲ့အစာဆိုလို့ရှိရင်စားသုံးရတယ်လို့ဓမ္မသာလင်ကိုယ်အကျိုးဆိုခံစားရမှာဖြစ်တယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလည်းပဲမိမိတို့ကိုယ်တိုင်လက်တွေ့လိုက်နာကျင့်သုံးမှုလိုအပ်တယ်ဆိုတာကိုတော့မေ့ထားလို့မရဘူးတဲ့အဲ့ဒီမှာမြတ်စွာဘုရားမေတ္တာတရားနဲ့ပတ်သက်ပြီးရှင်းရှင်းလေးဟောထားတာနော်ဒီအကျိုးတင်လားကုသိုလ်ရယုံနေလားလို့ဆိုဘယ်ဟုတ်မလဲယောစမေတ္တံဘာဝယတိမေတ္တာတရားကိုကိုယ်တဏ္ဍာမှာယင်ထဲမှာမဖြစ်သေးရင်ဖြစ်အောင်လုပ်မယ်နော်မေတ္တာဆိုတာတရားနဲ့ဆက်ဆက်ပြီးတော့လုပ်ရတာဖြစ်တယ်တက်ရှိတရားနဲ့ဆက်ဆက်ပြီးတော့လုပ်ရတဲ့အရာနော်တက်ရှိတရားကိုအာယုံပြုပြီးတော့မေတ္တာဖြစ်အောင်လုပ်ရအဲ့တော့ယောစမေတ္တံဘာဝယတိမေတ္တာမိမိတဏ္ဍာမှာဖြစ်လာတဲ့မေတ္တာကိုထပ်ပြီးတော့ဖြစ်အောင်လုပ်ခြင်းဖြင့်တိုးပွားအောင်လုပ်တယ်အပ္ပမဏံပဋိတ္တောအမြဲတမ်းတတိထားပြီးတော့အတိုင်းအတာကန့်သတ်မရှိတဲ့မေတ္တာတရားကိုကိုယ့်ရင်ထဲမှာဖြစ်ပွားအောင်ကြိုးစားမယ်ဆိုလို့ရှိရင်တဏုတန်ယောဇနာဟွန်တိပတ္တတော်ဥပဒိခေယတကယ်ကိုငြိမ်းချမ်းတဲ့ဥပရိလို့ဆိုတဲ့ဒုက္ခပေးနေတဲ့အရာတစ်ခုမရှိတဲ့အနေထားနိဗ္ဗာန်လိုငြိမ်းချမ်းတဲ့အရာတစ်ခုကိုရှုမြင်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဒီအမုန်းတရားဆိုတဲ့တန်ရောစဉ်လောကလူတွေကချစ်တာကိုသာတန်ရောစဉ်လို့ထင်နေကြတယ်မုန်းတာလဲတန်ရောစဉ်ပါပဲနော်မုန်းတဲ့လူဆိုရင်ခဏခဏတတိရတယ်အမုန်းစိတ်နဲ့တတိရတာလေအမုန်းစိတ်နဲ့တတိယလို့စိတ်ထဲကဒီပုဂ္ဂိုလ်မကြတတိယနဲ့ဒါအမုန်းတန်ရောစဉ်လို့ခေါ်တယ်အချစ်တန်ရောစဉ်ရှိတယ်လို့အမုန်းတန်ရောစဉ်လည်းရှိတယ်မနာလိုတာလည်းတန်ရောစဉ်ပဲနှမျောဝန်တိုတာလည်းတန်ရောစဉ်ပဲတန်ရောစဉ်10ပါးကိုကြည့်မယ်ဆိုရင်တန်ရောစဉ်အမျိုးမျိုးရှိတယ်အဲ့ဒါကြောင့်မို့လူတွေကပြောကြတယ်သားတန်ရောစဉ်သမီးတန်ရောစဉ်ပစ္စည်းတန်ရောစဉ်အဲ့ဒီတဏှာလောဘတစ်ခုတည်းသာတန်ရောစဉ်မဟုတ်ဘူးကိုယ်နဲ့မတည့်တဲ့လူပေါ်မှာမုန်းလို့တတိယတဲ့အမုန်းတန်ရောစဉ်ကလည်းရှိတတ်တယ်အဲ့ဒီတန်ရောစဉ်မျိုးကိုဖြတ်နိုင်ရမယ်လို့သူဆိုလို့ဖြစ်ပေါ့အေးမေတ္တာဘာဝနာပွားလို့ရှိရင်တဏှုတန်ရောစနာဟွန်တရားဆိုတဲ့စိတ်ထဲကနေအမှတ်အတေးတွေနဲ့မကြာခဏနော်အန်ကျိတ်ပြီးတော့တစ်ဖက်သားရဲ့ပျက်စီးမှုကိုစဉ်းစားနေတတ်တဲ့ပဋိကတန်ရောစဉ်လို့ဆိုအမုန်းတန်ရောစဉ်ဟာလည်းလျော့ပါသွားနိုင်ပါတယ်လို့အဲ့ဒါဟာငြိမ်းချမ်းခြင်းရဲ့အကြောင်းတစ်ခုပဲအဲ့တော့ငြိမ်းချမ်းရေးကိုဖော်ဆောင်မယ်ဆိုလို့ရှိရင်မေတ္တာမပါဘဲနဲ့ဖော်ဆောင်လို့မရပါဘူးအမုန်းတရားဆိုတာနာဟိဝေရေနနော်ဝေရာနိတမန္တိဒကုရသနာရံကိုရံတစ်ခုနဲ့တုတ်လင်းလို့ရှိရင်ဘယ်တော့မှရံမကင်းဘူးလို့သူတို့ဆိုလို့
ဘာနဲ့မှခင်းအောင်လုပ်လို့ရတယ်ဆိုမေတ္တာတို့သီခဏ်ခြင်းတို့ခွင့်လွှတ်ခြင်းတို့နဲ့သာလဲရန်စကိုငြိမ်းအောင်လုပ်လို့ဖြစ်တယ်နော်အဲ့ဒါကြောင့်မို့မေတ္တာတရားမပါလို့ရှိရင်တော့အမုန်းတရားတက်တက်နဲ့သွားလို့ရှိရင်ဘယ်တော့မှငြိမ်းချမ်းမှုဆိုတာမဖြစ်နိုင်ဘူးအေးအတိအတိအပြန်အလှန်သူမေတ္တာကိုမေတ္တာဟိုဘက်ကလည်းမေတ္တာဒီဘက်ကလည်းမေတ္တာဆိုရင်အားလုံးဟာငြိမ်းချမ်းတဲ့အနေထားတစ်ခုရရှိတော့ဖြစ်တယ်နော်တစ်ဖက်တတ်တဲ့မေတ္တာထားလို့မရဘူးနှစ်ဖက်စလုံးဟာမေတ္တာနဲ့ဒီလိုသွားမှာဖြစ်တယ်နော်ဒါကြောင့်မို့မြတ်စွာဘုရားကယောစမေတ္တံဘာဝယတိအပ္ပမာဏံပဋိတ္တောအမြဲတမ်းတတိထားပြီးတော့အတိုင်းအတာကန့်သတ်မရှိတဲ့မေတ္တာတရားကိုကိုယ်တဏ္ဍမှာဖြစ်အောင်လုပ်ပါတဲ့အဲ့လိုဖြစ်လာပြီဆိုရင်ပတ္တတောဥပဒိခေယတကယ်ကိုဒုက္ခတွေရဲ့ငြိမ်းချမ်းမှုကိုရှုမြင်သုံးသပ်နိုင်ပြီးတဏှုတန်ရောစနာဟောတိအမုန်းတရားဆိုတဲ့တန်ရောစင်တွေဟာယောပါသွားပြီးနောက်ဆုံးမှာပျောက်ကွယ်သွားမှာဖြစ်ပါတယ်လို့ဒီလိုဆိုတယ်အဲဒါကြောင့်မို့ငြိမ်းချမ်းတယ်ဆိုတဲ့သဘောတရားဟာရှင်တဲ့နှလုံးထဲကအမုန်းတရားတွေကင်းစင်သွားခြင်းငြိမ်းချမ်းခြင်းပဲအမုန်းတရားတွေရှိနေသမျှကာလပတ်လုံးဘယ်တော့မှငြိမ်းချမ်းတယ်လို့မဆိုနိုင်ဘူးအေးငြိမ်းချမ်းမှုဆိုတာမရနိုင်ဘူးအဲ့တော့ငြိမ်းချမ်းမှုမရနိုင်လို့ရှိရင်လူတွေဟာဘာဖြစ်လဲတူတူအနိုင်ရဖို့ကြိုးစားလာကြတယ်ပေါ့အဲ့ဒီလိုအနိုင်ရဖို့ကြိုးစားလာလို့ရှိရင်ဘာဖြစ်လဲဆိုရင်ဇယံဝေရံပတ္တဝတိနော်ဒုက္ခံသေတိပရာဇယောနိုင်သူကရံပွားလာပြီးရှုံးသူကစိတ်ဆင်းရဲမှုရရှိတယ်ဘယ်တော့မှအနိုင်ရရှုံးရှိနေသမျှကာလပတ်လုံးအနိုင်ရှုံးဆိုတာမေတ္တာနဲ့ဆုံးဖြတ်ရတဲ့အရာမဟုတ်ဘူးပေါ့မေတ္တာမပါတဲ့အရာဒါကြောင့်မို့နိုင်ခြင်းရှုံးခြင်းဆိုတာမရှိဘဲနဲ့အပြန်အလှန်မေတ္တာနဲ့သွားမယ်ဆိုလို့ရှိရင်ဘယ်သူပဲဖြစ်ဖြစ်ငြိမ်းချမ်းမှုကိုရရှိကြမှာဖြစ်တယ်ပေါ့ဒါတူတယောက်တည်းလည်းဒီလိုပဲအချင်းချင်းမိတ်ဆွေချင်းချင်းလည်းဒီလိုပဲအဲ့လိုသွားနိုင်မှအဲ့လိုသွားလို့ရှိရင်ဘယ်လိုချိုးချေစုတွေဖြစ်နေတုံးလို့ဆိုယောနဟန္တိနဂါတေတိနစိနာတိနသာပယေမြတ်စွာဘုရားကဘာဟောယောနဟန္တိဘသူကိုမှရိုက်နေပုတ်ခတ်တာတပ်ဖြတ်တာမလုပ်ဘူးနဂါတေတိရိုက်နေပုတ်ခတ်ဖို့တပ်ဖြတ်ဖို့မတိုက်တော်မူနစိနာတိဘသူကိုမှအနိုင်မယူဘူးနသာပယေဘသူကိုမှရှုံးအောင်မလုပ်ဘူးမေတ္တံသောသဗ္ဗဗုဒ္ဓနာဝေရံတတ္တနာကေနစီအမြဲတမ်းကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့မေတ္တာနှလုံးကိုအစဉ်သုံးပြီးတော့ဆက်ဆံဆောင်ရွက်သွားမယ်တရားရည်ရဲ့အကျိုးကိုဆောင်ရွက်မယ်ဆိုရင်ဝေရံတတ္တနာကေနစီသူ့မှာရန်သူဆိုတာမရှိဘူးလို့ဆိုလိုတယ်ပေါ့ငြိမ်းချမ်းအဲ့ဒီတည်းမဲ့ရန်သူဆိုတာ2မျိုးရှိတယ်ပုဂ္ဂလဝေရဆိုတဲ့ပုဂ္ဂိုလ်ရန်သူဟောပုဂ္ဂိုလ်ရန်သူကတစ်ခုအကုသလဝေရလို့ဆိုတဲ့အကုသိုလ်ရန်သူကတစ်ခုအဲ့ဒီရန်သူ2ခုထဲမှာအကုသလဝေရဆိုတာအတွင်းရန်ပုဂ္ဂလဝေရဆိုတာအပြင်ရန်အပြင်ရန်နဲ့အတွင်းရန်ဟာဘယ်ဟာကပို့အရေးကြီးတယ်လဲလို့ဆိုအတွင်းရန်ကင်းမှုကပို့အရေးကြီးတယ်ပေါ့အပြင်ကကိုယ့်ကိုဒုက္ခပေးနိုင်တာဟာအလွန်အခွင့်အရေးရနိုင်ခဲ့ပါအတွင်းကတော့အချိန်မီကိုယ့်ကိုဒုက္ခပေးနိုင်တာဖြစ်သောကြောင့်အတွင်းရန်ကင်းအောင်အရင်ကြိုးစားဆိုလိုတာကမေတ္တာကိုယ်တဏ္ဍာမှာဖြစ်လိုက်လို့ရှိရင်ကိုယ်မှာဒေါသဆိုတဲ့အမုန်းတရားရဲ့ရန်ကင်းသွားပြီလို့ဒီလိုပြောလို့တယ်နော်ဒေါသဖြစ်ကြည့်ပါလားလူတိုင်းမှာဒေါသဖြစ်လာလို့ရှိရင်စိတ်နှလုံးရဲ့တုန်လုံးခြောက်ခြားမှုပူလောင်မှုဆိုခံစားကြရတာပဲဖြစ်တယ်အဲ့ဒီဒေါသဆိုတဲ့အတွင်းရန်မရှိအောင်စိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တာကတော့မေတ္တာတရားသာလျှင်ဖြစ်တယ်လို့ဒီလိုမြတ်စွာဘုရားကဆုံးမဟောကြားခဲ့တာဖြစ်လို့လောကမှာမိမိရဲ့ငြိမ်းချမ်းရေးပဲဖြစ်စေအားလုံးရဲ့ငြိမ်းချမ်းရေးပဲဖြစ်စေဖော်ဆောင်တဲ့အခါ
မေတ္တာသည်အစွမ်းထက်ဆုံးအရာဖြစ်တယ်မြတ်စွာဘုရားကမေတ္တာဘာဝေတ္တပါဒေါသတပဟာနာယဒေါသတအမုန်းတရားကိုပဟာနာယဖယ်ရှားပစ်ဖို့ရာမေတ္တာအကျိုးစီးပွားကိုလိုလားတဲ့အမုန်းကင်းစင်တဲ့မေတ္တာတရားကိုဘာဝေတ္တပါမိမိရင်တဲ့နှလုံးထဲမှာဖြစ်အောင်လုပ်ရမယ်လို့ဟောလို့ခေါ်ခဲ့တာပဲဖြစ်တယ်ဒါဟာအလွန်အရေးပါတဲ့အဆုံးအမတရားတော်ပဲဖြစ်တယ်ပေါ့ဘုန်းကြီးတို့တွေတန်ဖိုးရှိလာတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုသိရှိမှတ်သားထားပြီးတော့လက်တွေ့လိုက်နာကျင့်သုံးနိုင်ကြရမှာဖြစ်တစ်ချိန်တုန်းကတိုင်းပြည်အုပ်စိုးတဲ့ဘုရင်တွေဟာတတိုင်းတစ်ပြည်လုံးငြိမ်းချမ်းသာရအောင်ဖော်ဆောင်ခဲ့တဲ့ဤစနစ်လေးတွေကိုဒီမှတ်တမ်းတင်ထားတာရှိတယ်အဲ့ဒါကိုသင်္ဃာဝတ္ထုတရား၄ပါးလို့ခေါ်တယ်ဒီသင်္ဃာဝတ္ထုတရား၄ပါးကဒါနပိယဝိသအထသရိယအထစရိယတမနထဒါဆိုတာနဲ့မတူတဲ့နောက်တစ်မျိုးတိုင်းပြည်အုပ်ချုပ်တဲ့မင်းနေနဲ့သက်ဆိုင်တဲ့သင်္ဃာဝတ္ထုတရား၄ပါးနော်ရာဇာဆိုတဲ့စကားလုံးကရာဇဆိုတဲ့ပါဠိစကားလုံးရဲ့အဓိပ္ပာယ်ကသူကဘာတော့ဆိုသင်္ဃာဝတ္ထုတရား၄ပါးဖြင့်တရားတွေရဲ့တိုင်းသူပြည်သားတွေရဲ့ဒီမေတ္တာကိုရရှိအောင်ဆောင်ရွက်တတ်သူလို့ဒီလိုအဓိပ္ပာယ်ရတယ်တိုင်းသူပြည်သားတွေကချစ်ခင်ကြတယ်ဘာကြောင့်ချစ်ခင်ကြသလဲလို့ဆိုရင်ဒီသင်္ဃာဝတ္ထုတရား၄ပါးဘုရင်ကြီးကတိုင်းပြည်အုပ်ချုပ်တဲ့မင်းကကျင့်သုံးလို့သာဖြစ်တယ်အဲ့ဒီသင်္ဃာဝတ္ထုတရား၄ပါးဆိုတာရှင်းမင်းမြတ်တွေလိုက်နာခဲ့တဲ့စနစ်ကဘာလဲလို့ဆိုလို့ရှိရင်နံပါတ်1ကတတ္တမေဓတတ္တမေဓဆိုတာကြားဦးကြပါလိမ့်မယ်ရှင်းတုန်းကဥပဒေတွေကိုဖတ်ရင်တတ္တမေဓအခွန်ဆိုတဲ့စကားလုံးရေးတာရှိလိမ့်မယ်နော်ဆိုတာစိုက်ပျိုးရေးသီးနှံတွေနဲ့ပတ်သက်ပြီးတော့လိမ္မာရေးချရှိဖို့လိုအပ်တယ်တဲ့ဘုရင်ကြီးလိမ္မာရေးချရှိတယ်ဆိုတာစိုက်ပျိုးတဲ့သီးနှံတွေကောက်စပါးတွေကနေခွန်ကောက်တာတတ္တမေဓလို့ခေါ်တယ်ဒါကိုပဲအင်္ဂလိပ်လက်ထက်ကမြန်မာနိုင်ငံမှာရေးခဲ့တဲ့သို့မဟုတ်မြန်မာနိုင်ငံဘုရင်တွေလက်ထက်ကရေးလာခဲ့တဲ့ဥပဒေတွေထဲမှာတတ္တမေဓအခွန်လို့ဆိုပြီးတော့သုံးထားတဲ့စကားလုံးရှိတယ်အဲ့ဒီတတ္တမေဓဆိုတာဒီလေယာကိုင်းကျွန်းကထွက်တဲ့သီးနှံတွေနဲ့ပတ်သက်ပြီး10ပုံတစ်ပုံပဲအခွန်ကောက်ရတယ်အဲ့ဒါတတ္တမေဓလို့ခေါ်တယ်ခွန်ကောက်ပြီးတော့တိုင်းပြည်သားယာဝါပြောရေးလုံခြုံစိတ်ချရေးကိုအသုံးချအဲ့ဒီနည်းနဲ့လည်းပဲတိုင်းပြည်ကိုအေးချမ်းအောင်လုပ်တယ်လို့သူတို့ဆိုတယ်နောက်တစ်ခုကပုရိသမေဓပုရိသမေဓဆိုတာဝန်တန်းတွေနဲ့ပတ်သက်တယ်တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေဆိုတာအမှုထမ်းအရာထမ်းတွေရှိတယ်အဲ့ဒီအမှုထမ်းအရာထမ်းတွေကိုရှေးခေတ်ရှေးစနစ်နဲ့ပြောတာဒီကနေ့ခေတ်ကတော့တစ်လတစ်ခါလစာပေးတယ်ရှေးခေတ်ကတော့6လတစ်ခါလစာပေးတယ်ဒီလိုပေးမြန်မာဘုရင်တွေလက်ထက်ကတော့လစာအနေနဲ့မပေးဘဲနဲ့မြို့စားရွာစားခန့်ထားပြီးအခွန်ကိုကောက်ယူစေတယ်သူစနစ်နဲ့သူဒီကနေ့ခေတ်ကျတော့တစ်လတစ်ခါလစာပေးတဲ့စနစ်ကိုသုံးအဲ့ဒါကိုပုရိသမေဓဝန်ထမ်းတွေဟာလုံလောက်တဲ့လစာရိက္ခာကိုရရှိထားသဖြင့်ကျေနပ်ကြတယ်ဝမ်းသာကြတယ်ပျော်ရွှင်ကြတယ်ဒါလည်းပဲသင်္ဃာဝတ္ထုတရားတစ်ခုပဲနောက်တစ်ခုကတော့သမ္မာပါဒသမ္မာပါဒဆိုတာတိုင်းပြည်မှာဒီဆင်းရဲမွဲတေးပြီးတော့ဝိจิตရရှားပါတဲ့ဆင်းရဲသားတွေအပေါ်မှာတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကဘာလုပ်လဲလို့ဆိုရင်စောင့်ရှောက်တဲ့အနေနဲ့3နှစ်လောက်2နှစ်3နှစ်လောက်အတိုးမယူဘဲနဲ့အမတော်ကြီးဆိုတာပေးတယ်ငွေချေးပေးတာပေါ့နော်ဘုရင်ကနေထုတ်ပြီးလောက်ကင်စားတော့ဖို့အမတော်ကြီးပေးတယ်အဲ့ဒါလေဘုရင်ကချေးတော်လဲယူတဲ့ပုဂ္ဂိုလ်ကအရက်တော့ပြစ်ထားတို့ဖဲရိုက်ပြစ်ထားတို့လုပ်ရမှာမဟုတ်ဘူး
မိသားစုကျွေးနိုင်အောင်ဒါကိုအရင်နှီးပြုပြီးတော့စီးပွားလုပ်ဖို့ထုတ်ပေးတာသာဖြစ်တယ်ပေါ့ဒီကနေ့ခေတ်မှာတော့အမတော်ကြီးကိုအရက်တောက်ပြစ်ထားလို့ဖဲရိုက်ပြစ်ထားလို့နဲ့သုံးဖြုံပြစ်တယ်ဒါကတစ်ဖက်ကစီကံပြစ်ခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါလို့မဟုတ်ပဲနဲ့အမတော်ကြီးကိုယူပြီးတော့အရင်အနည်းတစ်ခုလုပ်ပြီးတော့ကိုယ်စီးပွားတိုးတက်အောင်ကြိုးစားအထောက်အောင်ဖြစ်တယ်အေးဘယင်းတွေကတမ္မာပါဒလို့ခေါ်တယ်အတိုးမဲ့အခြေကိုချေးငွေကိုထုတ်ပေးထားပြီးအတိုးမဲ့3နှစ်လောက်မှပြန်ဆက်ရတဲ့ဟာမျိုးပေးလိုက်သည့်အတွက်ကြောင့်ဒီလူတွေဟာလှုပ်ရှားဖို့ရအတွက်အဆင်ပြေလာအဲ့ဒါလဲသင်္ဃဝတ္ထုတရား၄ပါးထဲမှာတစ်ခုအနေနဲ့ပါတယ်ပေါ့နောက်တစ်ခုကတော့ဝါစာပေးရတယ်တိုင်းသူပြည်သားတွေနဲ့ဆက်ဆံတဲ့အခါမှာနော်ကိုယ့်တဲ့အသက်အရွယ်ကြီးရင်အကိုရွယ်အကိုခေါ်တယ်ညီရွယ်ညီလေးခေါ်တယ်နှမရွယ်နှမအမရွယ်အမအတော်ရွယ်အတော်စသဖြင့်အမေရွယ်အမေအဲ့ဒီလိုရင်ရင်ကျေးကျေးနဲ့ဆက်ဆံပြောဆိုပြီးတလေးတစားဆက်ဆံမှုဟာဝါစာပေးရလို့ခေါ်တယ်အဲ့ဒီဝါစာပေးရနဲ့လည်းပဲတိုင်းသူပြည်သားတွေရဲ့မေတ္တာကိုတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်တွေဟာရရှိနိုင်တယ်လို့ဒီလိုမြတ်စွာဘုရားကဟောကြားခဲ့တာဖြစ်တယ်ဒါတွေဟာလည်းပဲမေတ္တာကိုအခြေခံပြီးတော့လုပ်ကြရတာဖြစ်သောကြောင့်တိုင်းပြည်ငြိမ်းချမ်းသာယာဝါပြောဖို့အတွက်အရေးပါတဲ့ organization အကြောင်းတရားတွေပဲဖြစ်တယ်ပေါ့ organize ဆိုတာနော်စီယုံတာအလုံးကိုစုယုံနိုင်တဲ့စိတ်ဓာတ်ကိုဆွဆောင်ပေးနိုင်တဲ့လုပ်ရည်ဖြစ်လို့အရေးပါတဲ့သင်္ဃဝတ္ထုတရားတိုင်းပြည်မှာဘာဖြစ်လာတော့ဆိုတိုင်းသူပြည်သားတွေဟာမုဒ္ဒမောဒမာနာလူတွေကဝမ်းမြောက်ကြတယ်အစဉ်ပြေကြတယ်နေရာထိုင်ရအစဉ်ပြေတယ်မောဒမာနာဝမ်းမြောက်ဝမ်းသာဖြစ်တယ်ဥရိပုတ်တိနိစ္စင်တာရှင်ဘဘောကလေးလေးတွေတင်ပြီးတော့အေးချမ်းချမ်းပေါ့အေးချမ်းချမ်းနေတာကိုတရုပ်ဖော်တာအိမ်ပေါ်မှာပက်လက်လန်အိပ်ပြီးတားငယ်သမီးလေးကိုရင်ဘတ်ပေါ်မှာတင်ပြီးတော့ကခိုင်းနေကြရုံများမကအပါရုတ္တခရာအိမ်ဒီမှာဆိုရင်တကားတွေပိတ်ထားလို့ဘာလို့မလုပ်ကြတကားဖွင့်ထားပစ္စည်းပြောက်တာမရှိဘူးခိုးခံရတာမရှိဘူးလူရဲခံရတာမရှိဘူးအဲ့ဒါလို့ဖြစ်တယ်အဲ့ဒါလို့ဒီတိုင်းပြည်မှာနေထိုင်ကြတဲ့တိုင်းသူပြည်သားတွေရဲ့အိမ်တွေမှာတကားတောင်တက်เสียမလိုတော့အောင်ငြိမ်းချမ်းသာရတာကိုပဲနေတဲ့ခလားလို့ခေါ်တယ်ပေါ့အဲ့ဒီအခြေအနေမျိုးရောက်ပြီဆိုရင်ဒါတကယ်ငြိမ်းချမ်းရေးပဲနော်တကယ်ငြိမ်းချမ်းရေးဆိုတာအဲ့ဒီအဓိပ္ပာယ်မျိုးရောက်သွားတာပေါ့မြို့တစ်မြို့ငြိမ်းချမ်းတယ်တခိုးမရှိဘူးဓမြမရှိဘူးပစ္စည်းပြောက်တာမရှိဘူးငြိမ်းချမ်းတယ်အဲ့ဒီလိုဖော်ဆောင်နိုင်တာဟာမေတ္တာရဲ့စွမ်းအားပါလည်းဖြစ်တယ်မေတ္တာရှိမှသာလေအဲ့လိုဖော်ဆောင်လို့ရတယ်တဲ့မေတ္တာမရှိဘူးဆိုရင်အဲ့လိုဖော်ဆောင်နိုင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်ဒါလောကမှာလူသားတွေကိုအကျိုးပြုတဲ့မေတ္တာတရားအခြေခံမျှတာဖြစ်ပြီးထိုမေတ္တာကိုအခြေခံပြီးတော့မေတ္တာတရားပေါ်မှာတရားတွေကိုအာယုံပြုပြီးတော့တမာတိရအောင်ကြိုးစားလိုက်မယ်ဆိုရင်မေတ္တာပထမဇန်ရလာမယ်မေတ္တာဒုတိယဇန်ရလာမယ်မေတ္တာတတိယဇန်ရလာမယ်အဲ့ဒီလိုတရားတဝုပေါ်မှာအခြေခံထားပြီးတော့မေတ္တာကိုခိုင်ခိုင်မာမာတမာတိစွမ်းအားမြင့်တင်နိုင်မယ်ဆိုလို့ရှိရင်သိတဲ့အခါမှာဗြဟ္မပြည်ထီအောင်ရောက်နိုင်တယ်လို့မေတ္တာရဲ့အစွမ်းတကူမြတ်စွာဘုရားဟောကြားခဲ့တာဖြစ်တယ်ပေါ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်တာဆိုတာအခြေခံအကျိုးများတာဖြစ်တယ်ပေါ့မေတ္တာကိုအခြေခံပြီးတော့နော်ဇာယတိထီအောင်သမထကျင့်စဉ်တစ်ခုကိုကျင့်နိုင်တယ်ထိုဇာန်ကိုအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်ကိုကျင့်မယ်ဆိုရင်မေတ္တာပါရကဇာန်ကနေနိဗ္ဗာန်အားဖြင့်မေတ္တာနှလုံးသားနဲ့နေနိုင်တဲ့ပုဂ္ဂိုလ်တွေမှာမေတ္တာအကျိုး17မျိုးဆိုတာမေတ္တာမှာတော့မြတ်စွာဘုရားက
17မျိုးအစား10မျိုးအဲ့ဒီ10မျိုးကိုမှတ်သားကြည့်မယ်ဆိုရင်မေတ္တာနှလုံးသားရဲ့ပိုင်ရှင်သည်သာသာအိပ်စက်ရတယ်ဒုက္ခံပฏิပု္ပ္ပစတိအဲ့ရကနိုးတော့လဲလန်းလန်းဆန်းဆန်းရှိတယ်နပါပကံသူပိနံပတ္တတိအိပ်ပျော်နေတုန်းလည်းပဲအိမ်မက်ဆိုးတွေမမက်ဘူးမနုဿာနံပိမှုကိုရရှိတယ်ဘာကြောင့်လူသားတွေရဲ့ချစ်ခင်တယ်လဲဆိုရင်မေတ္တာနှလုံးသားရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဟာမြင်လို့ရှိရင်လူတိုင်းကခင်မင်ကြတယ်လို့ဆိုလိုတယ်အမနုဿာနံပိယောဟောတိလူမဟုတ်တဲ့လူတွေမမြင်ရတဲ့နတ်တွေရဲ့ချစ်ခင်မှုကိုလည်းပဲရရှိတယ်ဒေဝတာရခန္တိကိုယ်အနိဗ္ဗာန်မှာရှိတဲ့နတ်တွေကလည်းကိုယ့်ကိုမကောင်းတဲ့ဒုက္ခတွေဆင်းရဲဒုက္ခတွေနဲ့မကြုံအောင်စောင့်ရှောက်ကာကွယ်ပေးလိရှိကြတယ်နတ္တအိခိဝဝိတံဝတတ္ထဝကမတိမေတ္တာနှလုံးသားပိုင်ရှင်ကိုရုပ်တရက်မိသင်လောင်ခြင်းတို့အစိတ်မိခြင်းတို့လက်နဲ့ဆူရောက်ခြင်းတို့ဆိုတာလေမေတ္တာတရားကအကာအကွယ်ပေးနိုင်တယ်ဥတ္တရိအပတိဝိဇ္ဇံတော်ဓမ္မတဖို့မရဘူးဆိုလို့ရှိရင်တော့ဗြဟ္မလောကုဘကောဟောတိတည်တဲ့အခါမှာဗြဟ္မပြေမှာဖြစ်ရတယ်လို့အဲ့လိုမြတ်စွာဘုရားကမေတ္တာတရားရဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမခဲ့တာဖြစ်တယ်အဲ့ဒီမေတ္တာတရားသာဒီကနေ့ကဘာမှာအပြည့်အဝကျင့်သုံးနိုင်မယ်ဆိုရင်ငြိမ်းချမ်းရေးဆိုတာဟာကဘာကြီးရဲ့ငြိမ်းချမ်းရေးဆိုတာရနိုင်မှာဖြစ်ပါတယ်မြတ်စွာဘုရားနိုင်ကြလို့သာမေတ္တာတရားကိုရမယ်လို့မြတ်ဗုဒ္ဓရဲ့တပိဿဝကဖြစ်တဲ့တရားစိတ်ထဲမှာအမှတ်ထားပြီးတော့မေတ္တာတရားပွားများအောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့တန်မိုးရှိလာတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေမိမိတို့ရဲ့ယင်တဲ့နှလုံးထဲမှာမရောက်ရောက်အောင်တို့တွေဟာလိုက်နာကျင့်သုံးခြင်းဖြင့်မြတ်ဗုဒ္ဓရဲ့အဆုံးအမရဲ့အကျိုးကျေးဇူးတွေကိုရရှိခံစားနိုင်အောင်တို့ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိကြီးစွာထားလုံလဝိရိယစွမ်းအားဖြင့်မေတ္တာပွားများနိုင်အောင်ကြိုးစားအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုမေတ္တာပို့ရအောင်တတဝါများစွာဘေးရန်กว่า